trading လုပ်ပြီးဆိုရင်ကျွန်တော်တို့အမြဲစဉ်းစားနေတာကဘိုင်ရမလားဆဲရမလားဆိုတာပါပဲဆိုတော့ဒီနေ့မှာဆိုရင် professional trader တွေအများဆုံးအသုံးပြုတဲ့အမြတ်အစွန်းများများရရှိစေတဲ့ option နောက်ထပ်တစ်မျိုးကိုပြပြပေးတော့မှာဖြစ်ပါတယ်အဲ့ဒီ option ကိုမသိသေးဘူးဆိုရင် Ultimate Review လေးကိုအဆုံးထိလိုက်ပြီးတော့မှကြည့်ပေးသွားဖို့အတွက်ကျွန်တော်တို့အကြံပေးချင်ပါတယ်အခုကျွန်တော်ပြပြသွားမယ့်နောက်ထပ်ရွေးချယ်စရာ option တစ်ခုဆိုတာကတော့ weight ကိုပြောတာဖြစ်ပါတယ်စောင့်ဆိုင်ခြင်းပါပဲမှန်ပါတယ်ကျွန်တော်တို့ trader အများစုက market ထဲကိုရောက်သွားခဲ့ပြီဆိုရင်အဝယ်ဖြစ်စေအယောင်းဖြစ်စေခလုတ်တစ်ခုကိုချက်ချင်းနှိပ်လိုက်ရမှသာလျှင်ကျွန်တော်တို့ကနေတာထိုင်တာရှိသွားတဲ့ပုံစံမျိုးပါတကယ်တမ်း market ကကျွန်တော်တို့ဖြစ်စေခြင်းနဲ့ strategy အတိုင်း setup တွေအတိုင်းမပေးသေးဘူး confirmation တွေမပြသေးဘူးဆိုရင်ကျွန်တော်တို့လုပ်လို့ရတာဒီစောင့်ဆိုင်ခြင်းပါပဲဆိုတော့အဲ့ဒါကလည်းကျွန်တော်တို့အတွက် best trading strategy တစ်ခုလို့လည်းသတ်မှတ်လို့ရသေးတယ်ဗျမသေးကြတဲ့နေရာမှာ zone entry ဝင်ပြီးတော့အရှုံးခံမဲ့အစားကျွန်တော်တို့လိုချင်တဲ့ setup တွေကျွန်တော်တို့ရဲ့ confirmation တွေစုံပြီး perfect timing အနေထားတစ်ခုကိုရောက်ပြီဆိုမှပဲ aura winter ကကျွန်တော်တို့အတွက်အကျိုးရှိသလိုကျွန်တော်တို့အတွက်လည်းပို့ပြီးတော့မှအကျိုးမြတ်ရစေမှာဖြစ်ပါတယ်ဒီနေ့ကစပြီးတော့ buy sell အပြင်နောက်ထပ် option တစ်ခုဖြစ်တဲ့ weight ကိုလည်းစနစ်တကျသုံးဖို့အတွက်ဒီ view လေးကနေကျွန်တော်တိုက်တွန်းပေးပါရစေအကယ်၍အခု view လေးကအသင့်အတွက်အကျိုးရှိစေဆိုရင် like and follow လုပ်ပြီးတော့မှအခု view လေးကိုတခြားသူတွေသိအောင် share ပေးဖို့အတွက်အကြံပေးချင်ပါတယ်နောက်ရက်ဒီမှာပြန်လည်ပြီးတော့မှဆုံတွေ့တာပေါ့